စွမ်းအင်ဝန်ကြီးဌာန240ပြည့်ပထမရက်တို့တန်လင်းရေနံချက်စက်ရုံရာပြင်းနဲ့စွမ်းအင်ပြတိုင်းဖွင့်ပွဲကိုဒီဇင်ဘာလ24ရက်နေ့မှာရန်ကုန်တိုင်းဒေသကြီးတန်လင်းမြို့ရှိအမှတ်1ရေနံချက်စက်ရုံတန်လင်းမှာကျင်းပရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်ချီးမြှင့်ပါတယ်ရှေးဦးစွာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဟာအခမ်းအနားကျင်းပပြုလုပ်မယ့်နေရာသို့ရောက်ရှိကြရာစွမ်းရည်ဝန်ကြီးဌာနမှဝန်ထမ်းများအကြောင်းသားကျောင်းသူများပင်ခရအဖွဲ့များရိုးရာရည်ကျေးမှုအကအဖွဲ့များတိုင်းရင်းသားမောင်မယ်များနှင့်တာဝန်ရှိသူများကလှိုက်လဲနေရစွာကြိုးဆိုနှုတ်ဆက်ပါတယ်အဲဒီနောက်စွမ်းအင်ပြတိုင်းဖွင့်ပွဲကိုကော်မရှင်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦးစွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတို့ကဖဲ့ကျူဖြတ်ဖွင့်လှစ်ပေးပါတယ်အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌကပြတိုက်ကမီးမော်ကွန်ကြောက်စာတိုင်းအားစက္ကလုံးနှိပ်ပြီးဖွင့်လှစ်ပေးပါတယ်အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌကစွမ်းရည်ပြတိုက်ကမီးမော်ကွန်ကြောက်စာတိုင်းအားအမွေနှမ်းတာရီများပတ်ဖြန်းပေးပါတယ်ဆက်လက်ပြီးကော်မရှင်အတွင်းရေးမှူးနဲ့တက်ရောက်လာကြသူများကစွမ်းရည်ပြတိုက်ကမီးမော်ကွန်ကြောက်စာတိုင်းအားအမွေနှမ်းတာရီများပတ်ဖြန်းပေးပါတယ်အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဟာစွမ်းရည်ပြတိုက်ပြင်ပပြကွက်အားလှည့်လည်ကြည့်ရှုစစ်ဆေးပြီးစုပေါင်းမှတ်တမ်းတင်တပ်ပုံရိုက်ပါတယ်ဆက်လက်ပြီးနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဟာစွမ်းရည်ပြတိုက်အတွင်းခင်းကျင်းပြသထားတဲ့ပြကွက်များအားပြကွက်တစ်ခုချင်းစီအလိုက်စိတ်ပါဝင်စားစွာဖြင့်လှည့်လည်ကြည့်ရှုပြီးလိုအပ်တာများလမ်းညွှန်မှာကြပါသည်အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌကဧည့်သည်တော်မှတ်တမ်းစာအုပ်မှာမှတ်တမ်းတင်လက်မှတ်ရေးထိုးပါတယ်အဲဒီနောက်အခမ်းအနားအစီအစဉ်ဒုတိယပိုင်းဖြင့်စွမ်းရည်ဝန်ကြီးဌာန240ပြည့်ပထမရက်တူနဲ့တန်လင်းရေနံချက်စက်ရုံရာပြည့်အခမ်းအနားကိုဆက်လက်ကျင်းပရာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌကအခမ်းအနားကို Digital နည်းပညာအသုံးပြုပြီးဖွင့်လှစ်ပေးပါတယ်။